နင်္ဂနွေသားသမီးများစီးပွားရေးဒီရက်ပိုင်းတွေမှာငကိုကချောသူမို့လူပြောများသည့်ဆိုသလိုမြင်သမျှရှိခင်ကြမဲ့ကံမျိုးကြောက်ရောက်ရှင်ပဲဖြစ်ပါတယ်မိမိရဲ့ပတ်ဝန်းကျင်တွင်မျက်နှာပွင့်လန်းနေမယ်မိမိအားရခင်ကရန်လိုသူတို့ပင်ပြုံပြနှုတ်ဆက်လာပါလိမ့်မယ်အလောက်ထဲမှာလည်းအထက်လူကြီးလက်အောက်ငယ်သားတို့ရဲ့ရှီမွန်ခြင်းကိုလည်းခံရတတ်တယ်ယာတုတက်ရှင်နေရာထိုင်ခင်းပြောင်းရခြင်းတို့နဲ့လည်းကြုံမယ်ရှေ့လက်နေကထိခိုက်တတ်ပါတယ်နိုင်ငံခြားသွားရန်စီစဉ်နေသူများအဆင်ပြေမယ်ကိုပိုင်စီးပွားရေးလောက်ကန်ကြသူများငွေစုလိုက်ပြုံလိုက်ဝင်မယ်လုပ်ငန်းအရာငွေကြေးအရာကုညီမဲ့သူများပေါ်ပေါက်လာပါလိမ့်မယ်အရှိရငရသူများစစ်သူထံမှလက်ဆောင်ပစ္စည်းများရတတ်ပါတယ်ယခုရက်ပိုင်းတွေမှာအဓိကပြုလုပ်ရမှာတော့အလူရည်ဆက်လက်နဲ့မကွာလှူဒန်းနိုင်ဖို့သာလိုပါတယ်ထီထိုးမဲ့ဆိုရင်တော့ကိုနဲ့ငါကိုပအောင်ထိုးလိုက်ပါရေရရအိမ်ဖျားတွင်မြည်သည့်နေ့မဆိုနနက်စောစောတွင်စပယ်ပန်း3ကုန်းလှူဒန်းပေးပါတနင်္လာသားသမီးများစီးပွားရေးဒီရက်ပိုင်းတွေမှာမရှိတာထက်ရှိခြင်းကြောင့်ပူပန်မှုတွေရှိတတ်တဲ့အချိန်ပဲဖြစ်ပါတယ်မြေနေရဆိုင်နေရကိစ္စများအတွက်စိတ်ညစ်နေရတတ်ပါတယ်ဆွေမျိုးများထဲမှာမသွားမဖြစ်သွားရမယ့်ခရီးကိစ္စများပေါ်လာပါလိမ့်မယ်ယခုရက်ပိုင်းတွင်လက်တစ်ဖက်နာလင်းရွှေထက်တတ်ပါတယ်သို့တော့ထွက်ပြီးပြန်ဝင်ပါလိမ့်မယ်နေအိမ်နာတခိုးခိုးခံရခြင်းမိလက်ခြင်းများဖြစ်တတ်ပါတယ်မိမိနေအိမ်တို့ညာအိမ်ဧည့်သည်များလာတတ်ပါတယ်လာလည်ပြီးတော့အခါထီထိုးပေးပါအလောက်တွင်ထက်လူကြီးများရဲ့မျက်နှာသာပေးခြင်းကိုခံရတတ်ပါတယ်မိတ်ဆွေတင်များလည်းရရှိပါလိမ့်မယ်အရှိရငရသူများအရှိရမှာတပူပေါ်နှစ်ပူစဉ်ရှစ်သူနှစ်ယောက်ထားမိတာမျိုးမိန်းကလေးတယောက်ဖြစ်တော့တပြိုင်နက်တည်းနှစ်ဦးကရှစ်ရေးဆိုခြင်းခံရတတ်ပါတယ်ထီထိုးမဲ့ဆိုရင်တော့9နဲ့3ကိုပအောင်ထိုးပေးပါရဲတရာကန်းကော့ပန်းနှစ်ညွန့်ကိုဖျားတွင်ကတ်လူပြီးလိုရစုကိုတောင်းပေးပါအင်္ဂါသားသမီးများစီးပွားရေးယခုရက်ပိုင်းတွင်မိမိရဲ့ကြမ်းကျင်သောပညာကြောင့်ခွင့်ရည်များရရှိခြင်းပဲဖြစ်ပါတယ်ပညာနဲ့ပတ်သက်ပြီးတိုးတက်မှုများရှိပါလိမ့်မယ်နိုင်ငံရက်ရှာရောက်နေသူများငွေနဲနေမယ်လူမျိုးကြားဘာသာကြားဆရာသမားတဦးကခေါ်ယူစောင့်ကြောက်တာမျိုးခံရတတ်ပါတယ်ယာဒူအလုံနေရပြောင်းရခြင်းများခံရတတ်ပါတယ်အပြောင်းလဲဖြစ်မယ်ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေသူများမကြာခဏခရီးထွက်နေရတတ်ပါတယ်ယခုရက်ပိုင်းတွင်လည်းကြာတာပရိနံကုန်ပစ္စည်းရောင်းချနေသူများအတွက်အယောင်သွက်နေပါလိမ့်မယ်အရှိရငရွယ်သူများအရှိရကံခင်နေတတ်ပါတယ်ချစ်သူရဲ့ထွင်လဲခြင်းကိုလည်းခံရတတ်ပါတယ်ထီထိုးမဲ့ဆိုရင်တော့1နဲ့4ကိုပအောင်ထိုးပေးပါရဲတရာအုံတို့စွမ်းကိုဆရာတော်တစ်ပါးကိုကတ်လူခြင်းဖြင့်ကောင်းကျိုးများကိုရရှိပါလိမ့်မယ်ဗုဒ္ဓဘုရားသမီးများစီးပွားရေးဒီအချိန်ဟာဆက်ကျင်သောတရားများရဲ့ဥတီချက်တိုက်ခိုက်ခြင်းကိုခံရတဲ့အချိန်ပဲဖြစ်ပါတယ်တင်ဒီလက်အောက်ငယ်သားများရဲ့ဒုက္ခပေးခြင်းကိုလည်းခံရတတ်ပါတယ်လက်အောက်ငယ်သားညီကိုမောင်နှမများကြောင့်စိတ်ညစ်နေရတတ်ပါတယ်အိမ်တို့ဖျားပုံတော်ဖုန်ကြီးပုံတော်များကြွလာခဲ့တော့ထီထိုးပေးပါဘာသာမတူသူများနဲ့အလောက်ကန်တွဲဖက်လောက်ကန်ရတတ်ပါတယ်လုပ်ငန်းသစ်လုပ်ဖို့အတွက်ငွေကြေးစိတ်ညစ်နေရတတ်ပါတယ်လက်ရှိလုပ်ငန်းများလည်းရပ်တန့်နေတတ်ပါတယ်စိတ်မပူပါနဲ့မကြခင်အဆင်ပြေသွားပါလိမ့်မယ်ဝန်ထမ်းများအနေနဲ့လုပ်ငန်းအတွင်းမှာမိမိကိုအလိုလိုရန်ပြုကျင်သူများလည်းရှိတတ်ပါတယ်အရှိရငရသူများကိုရှိရတဲ့သူပေါ်တန်တရားဝင်နေပြီးစိတ်တော်ကများရောက်နေရတတ်ပါတယ်အဲ့ဒီရှိသူမှာတနင်္လာနံတွေပါခဲ့ရင်တော့ထင်ထားတဲ့အတိုင်းပဲစိုးရင်ရတတ်ပါတယ်ထီထိုးမဲ့ဆိုရင်တော့ရှောင်းတဲ့နှစ်ကိုပအောင်ထိုးပေးပါရဲတရာအိမ်ဖျားတွင်မေမျိုးပန်း9ပွင့်ကိုလှူဒန်းပူဇော်ပေးပါကြာသာပရိသတ်သမီးများစီးပွားရေးဒီအချိန်မှာဆွလွတ်ခြင်းဟာတစ်ခုခုကိုစောက်ကင်နိုင်ဖို့အသင့်ပြင်လို့သဘောပိုက်ရမယ့်အချိန်ပဲဖြစ်ပါတယ်မိတ်ဆွေအနေနဲ့အကြောင်းကိစ္စတော်တော်များများမှာမိမိဘက်ဆွလွတ်နစ်နာခံရခြင်းတွေများနေရတတ်ပါတယ်ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေသူများငွေမရဘဲမကြာခဏခရီးထွက်နေရတတ်ပါတယ်ရောက်ဝေးမှမိတ်ဆွေကုန်တယ်များညအိမ်ညနေရောက်လာတတ်ပါတယ်စက်တူလုပ်ငန်းလုပ်ကိုင်နေသူများစာချုပ်ကိစ္စများဖြစ်ရှင်းရတတ်ပါတယ်သူတစ်ပါးရဲ့မကောင်းပြောခြင်းလည်းခံရတတ်ပါတယ်ယခုချိန်တွင်မိတ်ဆွေအနေနဲ့ဆိုလိုနစ်နာခံခြင်းဟာကြီးပွားအောင်မြင်မဲ့အကြောင်းအရာထောက်ပံ့ပဲဖြစ်ပါတယ်အရှိရငရသူများအနေနဲ့မေတ္တာဆောင်လင်ရဲ့သစ္စာဆောင်လင်ရဲ့ဆိုတဲ့စကားကိုအမြဲတမ်းပြုထားဖို့လိုတဲ့အချိန်ပဲဖြစ်ပါတယ်ထီထိုးမဲ့ဆိုရင်တော့4နဲ့2ကိုပအောင်ထိုးပေးပါရေရရာမိမိအိမ်နဲ့နီးသောဖျားဤတောက်ကြတောင်တွင်တိတ်တီတစ်မျိုးမျိုးကတ်လူပူဇော်ပေးပါတောက်ကြသားသမီးများစီးပွားရေးဒီကာလသည်မိတ်ဆွေအနေနဲ့ဆန္ဒကိုပြိအုပ်ထားတဲ့ချိန်ခါပဲဖြစ်ပါတယ်ဝန်ထမ်းများလက်ရှိမိမိနေရာမှာပြောင်းရွှေ့ရတတ်ပါတယ်မိမိမှမပြောင်းကျင်တာမျိုးဖြစ်နေတော့လဲပြောင်းပြအောင်ပြောင်းလိုက်ပါမိမိအတွက်အကျိုးရှိပါလိမ့်မယ်မကြာခဏကောင်းအောင်နေတတ်ပါတယ်ငွေကြေးအတွက်မြည်သူကိုမှအာမခံခြင်းရှေးခြင်းမလုပ်ပါနဲ့မိမိနာမည်ပြတ်ပြီးစိုက်ရောတတ်ပါတယ်ရှေးရောက်ခောက်ခြင်းမျိုးဖြစ်တတ်ပါတယ်
အမွေကိစ္စမြေကိစ္စများယခုရက်ပိုင်းတွင်မပြောမိပါစေနဲ့အရှိရေအိမ်နောက်ရှင်များဗာမဟုတ်တဲ့ကိစ္စကြောင့်စကားအရှိတင်ပြောဆိုရခြင်းမပြေလည်ခြင်းများဖြစ်တတ်ပါတယ်ငရွယ်သူများအနေနဲ့အရှိရင်မှာတော့ရှစ်သူဘောတန်တရားစိတ်လွန်ကဲခြင်းတန်ခံရတတ်ပါတယ်ထီထိုးမဲ့ဆိုရင်တော့ငါးခုပေါင်ထိုးပေးပါကျဲတဲ့ရမိမိဤမိခင်သို့မဟုတ်မိခင်အရွယ်ရှိသူတူဦးဟာပဲပေါမုံဘဲသားမုံများဝယ်ကြွေးခြင်းဖြင့်ကုသိုလ်ယူကကောင်းကျိုးများကိုခံစားလိုက်ပါစနေသားသမီးများစီးပွားရေးဒီချိန်ခါဟာမိတ်ဆွေအနေနဲ့ငြိမ်သက်စွာနေထိုင်ခြင်းရဲ့အကျိုးတရားများကိုခံစားရမယ့်ချိန်ပဲဖြစ်ပါတယ်။လုပ်ငန်းများတိုးချဲ့ရန်ကြံစည်ထားတော့လဲဘာမှမလုပ်ပဲငြိမ်နေတာအကောင်းဆုံးပါပဲ။လက်ဆောင်ပစ္စည်းရောက်လာတော့လဲနှစ်ကြိမ်နှစ်ခါဝင်လာတတ်ပါတယ်။လုပ်ငန်းကြီးလုပ်ကိုင်မဲ့သူများစီမံကိန်းကဲ့သို့သောလုပ်ငန်းများလက်မှတ်မထိုးဖို့အထူးသတိပြုပါတယ်။လျှက်စစ်နဲ့ပတ်သက်ပြီးသတိထားကင်သွဲပါ။အပူလောင်ခြင်းတက်လိုက်ခြင်းများကြုံရတတ်ပါတယ်။အလုပ်အကိုင်ပညာရေးတို့တွင်အပြိုင်ဆိုင်များဖြစ်နေတတ်ပါတယ်။အရှိရေရှစ်သူနဲ့ခွဲခွာပြီးနေရတတ်ပါတယ်ရှစ်သူကြီးစားများအလိုလိုက်မိရမှာခိုးရလိုက်ရတတ်ပါတယ်ထီထိုးမဲ့ဆိုရင်တော့ရှစ်နဲ့3ညကိုပေါအောင်ထိုးပေးပါရေတရာတကိုကြီးဖျားတဆူဆူတို့သွား၍ရွှေပန်းငွေပန်း၄ကုန်းကိုလှူဒန်းရင်းလိုရစုကိုတောင်းလိုက်ပါ